ကျမမှာနတ်သမီးလေးတစ်ပါးလိုတာယာတဲ့အတန်မျိုးပိုင်ဆိုင်ထားတယ်ဒါပေမဲ့နာမည်ကြီးပေါ့အဆိုတော်တယောက်ရဲ့နောက်ွယ်မှာခိုးပြီးနှက်ခမ်းဆူပြရတဲ့သူဘဝနဲ့ပဲနေခဲ့ရတာပေါ့ဒါပေမဲ့ဒီတစ်ခါတော့ဖျော်ဖြေပွဲမှာတစ်ခုခုမှသွားခဲ့တယ်တချင်းတစ်ဝက်လောက်ရောက်တော့ကျမရဲ့ကိုလေးချိန်ကြောင့်စင်ကြမ်းခင်းကကွဲအပ်သွားတယ်ဝန်ထမ်းတွေကလည်းအဆိုတော်လစ်စင်းလုပ်နေတာကိုဖုံးကွယ်ဖို့မီရှူမီပန်းတွေအမြန်ပြစ်ဖောက်ကြတယ်အတန်ပိုင်းဆိုင်ရာအင်ဂျင်နီယာကိုလည်းနောက်ခံတချင်းကိုပြန်စခိုင်းခဲ့တယ်ကျမလည်းအကွဲကြောင်းထဲကနေမနေယုံကန်ပြီးတက်လာခဲ့ရတယ်မောမောပန်းပန်းနဲ့တချင်းရဲ့နောက်ဆုံးပိုင်းကိုပြီးအောင်ဆိုလိုက်တယ်ဖျော်ဖြေပွဲပြီးတော့အဆိုတော်မကစင်ပေါ်ကနေအမြန်ပြေးဆင်းလာပြီးကျမကိုမျက်နှာကိုဖျက်ရိုက်တယ်သူမကိုတမင်တက်တက်အရှက်ရအောင်လုပ်တာလို့ဆွဆွဲတယ်သူမကကျမကိုထက်ရိုက်ဖို့လက်မြောက်လိုက်တော့ပရိုဂျူဆာကအချိန်မီဝင်တားတယ်သူကဒါကမတော်တဆဖြစ်တာပါလွန်လွန်ကျူးကျူးမလုပ်ဖို့တတိပေးလိုက်တယ်ကျမကပရိုဂျူဆာကကျမကိုသဘောကျတယ်လို့ထင်ခဲ့ဘူးတယ်ဒါပေမဲ့ကျမရေးထားတဲ့တခြင်းအစ်စ်ကိုသူမကိုပေးလိုက်တယ်ဆိုတာသိတဲ့နေ့ထိပဲပေါ့အဲ့ဒီအချိန်မှာပဲသူလုပ်ခဲ့သမျှအရာအလုံးဟာလှည့်ဖျားမှုတက်တက်ပဲဆိုတာသိလိုက်ရတယ်မူရင်းမူချမ်းကိုပြန်ယူဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့အဆိုတော်မကအရှက်မရှိပဲမူပိုင်ခွင့်ကသူမပိုင်တယ်လို့ပြောတယ်သူတို့ရဲ့မမှန်ကန်မှုတွေကိုဖော်ထုတ်ချင်ခဲ့တာဒါပေမဲ့သူတို့ကကျမကိုပဲပြန်ပြီးအပြစ်ပုံချတယ်ကံမကောင်းစွာနဲ့ပဲကျမအသက်ရှင်ခဲ့ပေမဲ့မျက်နှာကဒဏ်ရာရသွားတယ်သူမကိုလက်စားချေဖို့အတွက်ကျမယူသွမတက်ဝိတ်ချပြီး plastic surgery လုပ်ခဲ့တယ်အဲ့ဒီနောက်မကြခင်မှာပဲအဆိုတော်မကဖျော်ဖြေပွဲပြန်လုပ်ပြန်တယ်ရုတ်တရက်စင်ပေါ်ကနေကြီးမားတဲ့လှန်တစ်ချောင်းပြုတ်ကျလာပြီးသူမကိုထိလူနီးပါးဖြစ်သွားတယ်သူမကြောက်လန့်တကြားဖြစ်ပြီးမိုက်ခရိုဖုန်းကကျန်းပြင်ပေါ်တန်းကျသွားတယ်ဒါပေမဲ့တချင်းတန်ကတော့ဆက်ထွက်နေတော့မဲ့